မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်အခုထပ်မံပြီးဂျာမီသွားဆွဲဖို့လုပ်နေတဲ့တန်ဟက်ကို United တာဝန်ရှိသူတွေတားမြစ်ခဲ့ရတဲ့သတင်းလေးကိုတင်ဆက်ပေးချင်ပါတယ် United နေပြတန်ဟက်ကတော့ Ajax တောင်မဲ့ကစားသမားအန်တိုနီကိုခေါ်ဖို့အဆင်မပြေခဲ့တဲ့နောက် Chelsea မှာအနာဂတ်မတည်မငြိမ်ဖြစ်နေတဲ့တောင်မဲ့ကစားသမား ZS ကိုအစားထိုးပြတ်မှတ်အနေနဲ့သတ်မှတ်ခဲ့ပါတယ်ဒါပေမဲ့ United တာဝန်ရှိသူတွေကတော့ဒါကိုတားမြစ်ခဲ့ပါတယ် ZS ကိုရောင်းထုတ်ဖို့ Chelsea ကပြင်ဆင်နေပြီးတော့မှဒီကစားသမားကို AC Milan ပါဝင်စီးရီးရဲ့အသင်းအချို့ကလည်းစိတ်ဝင်စားနေပါတယ် CS က Ajax ကစားသမားဟောင်းတယောက်ဖြစ်ပြီးတော့မှ Chelsea မှာတော့မျှော်လင့်ထားသလောက်မဖြစ်လာတဲ့ကစားသမားလို့ပဲဆိုရမှာပါတန်ဟက် United ကိုပြန်ရောက်လာကြတဲ့ကဒီကစားသမားနဲ့ United တို့အပြောင်းအရွှေ့သတင်းကြီးထွက်ပေါ်ခဲ့ပြီးတော့မှ Van Basten တို့ကလည်း ZS ကိုခေါ်ဖို့တိုက်တွန်းခဲ့ပါတယ်ဒါပေမဲ့ United ကတော့ Ajax က Anthony ကိုပါဦးစားပေးပြစ်မှတ်အနေနဲ့သတ်မှတ်ခဲ့ပြီးအခုအချိန်မှာတော့ Ajax ကသူတို့ရဲ့ကစားသမားအတွက်ပြောင်းရွှေ့ခြင်းကိုယူရိုသန်း100အထိဈေးတင်လိုက်ပါတယ်ဒါကြောင့် United က Anthony ကိုခေါ်ယူဖို့လုံးဝလက်လျှော့လိုက်ပြီးပြင်သစ်သတင်းတောက် Naby Jelis ကတော့ ZS ကတန်ဟက်ရဲ့ဦးစားပေးပြစ်မှတ်ဖြစ်လာတယ်လို့ဖော်ပြခဲ့ပါတယ်ဒါပေမဲ့ United တာဝန်ရှိသူတွေကတော့အဓိကပြန်ဖက်အသင်းကကစားသမားဖြစ်နေတာကြောင့်မလို့အပြောင်းအရွှေ့အတွက်ညှိနှိုင်းရခက်ခဲနေတာကစားသမားရဲ့အသက်အရွယ်နဲ့ဒဏ်ရာပြဿနာမှတ်တမ်းတွေကြောင့်ခေါ်ယူပေးဖို့စိတ်ကူးမရှိဘူးလို့သိရပါတယ် ZS က2019က Ajax မှာစူပလာနှလုံးစုခူးနိုင်ခဲ့ပြီးတော့မှအဲ့ဒီနဲ့ချန်ပီယံလိမှာပဲဆီမီဖိုင်နယ်ထိတက်ရောက်နိုင်ခဲ့တဲ့တန်ဟက်ရဲ့အသင်းအတွက်အဓိကကစားသမားဖြစ်ခဲ့ပါတယ် United အတွက်အပြောင်းအရွှေ့မှာလှုပ်ရှားဖို့အခုဩဂုတ်လကုန်အထိတာအချိန်ရရှိမှာဖြစ်ပြီးတော့မှ United အနေနဲ့ညာနောက်ခံလူကွင်းလင်တဲ့တိုက်စစ်ပိုင်းအတွက်ကစားသမားတွေခေါ်ယူဖို့လိုအပ်နေသေးပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ခင်ဗျ